ကို6ခွန်ပေတာ9ပရိတ်9 3 4ပေတာ9ပရိတ်9 6ခွန်ပေတာ4အားလုံးမင်္ဂလာပါเนาะကျွန်တော်တို့ဒီမှာတမတ်တဲ့ရန်ဆိုကြီး channel ကနေမမျိုးတော့ပြန်လဲကြိုဆိုပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပေပရိတ်အားနဲ့3လုံးကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တင်ပေးထားတဲ့ site ဒီ6ချိန်မှာကျွန်တော်တင်ပေးထားတာဒီအပီးခွေဒီဒါမပြတ်သေးဘူးဒီရင်ပတ်မှာဆက်ပေးလာတဲ့ပီးခွေဗောနော်ဒီအပတ်ကျတော့ဒီဟာရနေပါတယ်လုံးပိုင်းလည်းအရင်ပတ်မပြတ်သေးတဲ့လုံးပိုင်းဖြစ်တယ်ဒီအပတ်လည်းဒီလုံးပိုင်းခွန်မရနေပါတယ်သုံးလုံးပေါင်းချင်းပရိတ်က2မျိုးနဲ့ဖြစ်ပါတယ်ဒီမှာအရင်ပတ်ဘုံသူပရိတ်ဆက်ပေးလာတယ်ဒီအပတ်ဘုံသူပရိတ်က9တစ်လို့ရနေပါတယ်ဗောနော်ပြီးရင်ကျွန်တော်တို့တဲ့အားမထွက်ကနန်းဒီ189ခွေရင်တဲ့အားမထွက်ဆိုပြီးတော့ရနေပါတယ်ဗောနော်ဒါဒီမပြတ်သေးတဲ့ site ဖြစ်ပါတယ်ပြီးရင်ဒီဗီဒီယိုမှာကျွန်တော် gap to tail ဆိုတဲ့ pay break เนาะ3လုံးဗောနော် break အားနဲ့3လုံးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါကိုချိန်နဲ့တက်လို့ရှိရင်မိတ်ဆွေတို့เนาะတောင်းဆိုတဲ့ကျွန်တော်မိတ်ဆွေတွေဗောနော်တောင်းဆိုတဲ့မိတ်ဆွေတွေတက်ကျွန်တော်ပြတ်ပေးရှင်းဖြစ်ပါတယ်ဗောနော်ထောက်ကူရမယ်လို့မျှော်လင့်ပါတယ်ဗောနော်ကြည့်ကြည့်အောင်များနော်တခြားလောက်ချိန်နဲ့တက်ရင် like subscribe share တွေလုပ်သွားကြအောင်ဗျာနော်ဒီမှာကျွန်တော် cap to tail ဗောနော် pay break ဗောနော်ဒီမှာဆိုရင်ကျွန်တော်ဒီနေ့46ကနေစတာနေ့46ကနေเนาะကျွန်တော်ဒီနေ့46ဒီနေ့ break ဖြစ်ပါတယ်ဗောနော်အဲ့ဒီနေ့ကိုကျွန်တော်နှက်ခတ်ယူလိုက်တယ်နေ့ရက်နှက်ခတ်ဒီ4ကိုတပွင့်တိုးတော့9ဗောနော်နေ့5ဒီကျွန်တော်တို့ cap to tail pay break ဖြစ်တယ်ဗောနော်အဲ့ဒီချိန်မှာသူထွက်သွားတာဒီ3နဲ့4စီ9 break ဗောနော်နေ့5 break ပေဒီ9 break ထွက်သွားပါတယ်ဒီမှာ3နဲ့4ဒီ9 break 9ရက်နှက်ခတ်က6ကိုတပွင့်တိုးတော့ခွန်ဗောနော်အဲ့ဒီမှာ9 6ခွန် break ပေတာ5နဲ့ဒီ9 break ဗောနော်အဲ့လိုမျိုးယူတဲ့နည်းဖြစ်ပါတယ်ဗောနော်9 6ခွန်ပေတာ9 break 9 3 4ပေတာ9 break 9 6ခွန်ပေတာ4 break 4နဲ့3ပေတာ6 break 6 9 3ပေတာ4 break 4နဲ့3ပေတာ1 break ဗောနော်1 8 9ပေတာ5 break 5 3 4 break ပေတာ3 break 3 ခွန်8ပေတာ9 break 9 6ခွန်ပေတာ2 break နေ့4 5ပေတာ3 break နော်3 5 6ပေတာ10 break 10 1ပေတာခွန် break ဗောနော်ခွန်3 1ပေတာ break 4ဆိုပြီးတော့ရပါတယ်ဗောနော်ဒီ963ဒီ963ပင်မှာကျွန်တော်ဒီ4နှစ်3ပေတာသူထွက်သွားတဲ့ချိန်မှာ666ပေါ့နော်666ဒီ3 break ဆိုပြီးတော့ထွက်သွားတာပေါ့နော်ဒီ666ကျွန်တော်666ကနေမှာ3 break 3နှစ်ခတ်ခွန်တပွင့်တော့666ထွက်တဲ့ပင်မှာ3ခွန်10 break ပေတာထွက်သွားတာဒီ3 9ဒီ break 9ဆိုတဲ့ကြောင့်ဆက်ပေးလာတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတွင်နီးကိုကျွန်တော်ပေဘရိတ်ပေါ့နော်ဒီ963ထွက်တဲ့ပြင်မှာ963ဒီ4ဘရိတ်4ရက်နှစ်ခတ်ဒီနေ့ကတော့ပွင့်တိုးတော့ပေါ့နော်963ပေတဲ့ချိန်မှာ963ပြီးတော့ဒီတော့တာဒီ666ပေါ့နော်666ဆိုတော့ကျွန်တော်ညဘရိတ်ပေါ့နော်အဲ့ဒါလည်းဆက်ပေးတာဖြစ်ပါတယ်ဟုတ်နော်ကျွန်တော်တို့ဒီ666ဒီညဘရိတ်ပေါ့နော်ညရဲ့နှစ်ခတ်ဒီခွန်ကိုတပွင့်တိုးတော့ရှစ်ပေါ့နော်3ခွန်10 break ပေတာထွက်သွားတာဒီ3 9ဆိုတော့ကြောင့်9 break လို့ထွက်သွားပါတယ်ဒါလည်းဆက်ပြီးလာတာဖြစ်ပါတယ်ပေါ့နော်ဒီ3 9ကိုကျွန်တော်တို့ပြန်ရှင်းခံတယ်3 9ဒီ9 break ဖြစ်ပါတယ်9ရဲ့နှစ်ခတ်ဒီ6ပေါ့နော်6ကိုတပွင့်တိုးတော့ခွန်ဖြစ်ပါတယ်9 6ခွန်ပေတာ3 9သူများကိုပြီးတော့914ပေါ့နော်914ဒီ3 break ဆိုတဲ့အတွက်ကြောင့်ဒါလည်းဆက်ပြီးလာတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ914ကိုရှင်းခံတယ်ဒီ914ကိုရှင်းခံတဲ့ချိန်မှာ914ဒီ3 break ဖြစ်ပါတယ်3ကိုနှက်ခတ်ယူတော့ခွန်
ခွန်ကိုတပွင့်တူရရှိဘောနော်လုံရခွန်ရှိပရိပေရာသူထတော်ရတီ6တင်းနေဆိုတဲ့တော့ကြောင့်5တင်းလေး6တင်းနေဆိုတဲ့တော့ကြောင့်ပရိကိုပဲဘောနော်ညဒီမှာဆက်ပေးလာတာဖြစ်ပါတယ်ဘောနော်ဒီ6တင်းနဲ့ရင်ပတ်နော်ဒီ6တင်းနဲ့ဒီပရိကိုဘောနော်ကိုရဲ့နက်ခတ်ဒီ6ကိုတပွင့်တူရခွန်6ခွန်ဒီပေပရိဘောနော်6ခွန်ပေတဲ့ချိန်မှာသူထတော်ရတီအရင်ဘက်ကတုံမြခွန်ဆိုတဲ့အပူကနန်းအနေနဲ့ကျွန်တော်ဒီပရိတ်လေးဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီဒါလည်းဆက်ပေးလာတာဖြစ်ပါတယ်ဗောနော်ဒါတော့ပေပရိတ်တဲ့နည်းဖြစ်ပါတယ်ဗောနော်ယူတဲ့နည်းဗောနော်ဒီလာမဲ့ချိန်ဗောနော်16ရက်9ရက်2016မှာတုံမြခွန်လို့အရှိခံပါမယ်တုံမြခွန်ဒီ4ပရိတ်ဖြစ်ပါတယ်နော်4ပရိတ်4ရဲ့နက်ခတ်တီနေဖြစ်ပါတယ်နေကိုတပွင့်တူတော့3ပေါ့နော်ဒီလာမဲ့အချိန်မှာကျွန်တော်တို့ဒီပရိအားနေက4နှစ်3လို့ရနေပါတယ်ပေါ့နော်ပေပရိ3လုံးကဒီလာမဲ့အချိန်မှာနှစ်3 4ဆိုတဲ့ကနန်းပေပရိရနေပါတယ်ပေါ့နော်အဲ့ဒီမှာ4နှစ်3ဆိုတဲ့ပေပဲပေါ့နော်ဒီမှာကျွန်တော်တို့ဒီပါလီမပြတ်သေးတဲ့ site ပေါ့နော်ဗရိတ်တနီနဲ့ပြတ်သေး4နှစ်3ဆိုဒီမှာ2နဲ့3နဲ့ပေမယ်ဒီမှာ2နဲ့4နဲ့ပေမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဘုံဒီဗရိတ်9နှစ်တိလို့ရတယ်ဒီမှာပေဗရိတ်ကပ်တူတယ်မှာ2လို့ပါတဲ့အတွက်ကြောင့်နော်2ဗရိတ်တပေမယ်ဆိုရင်ကျွန်တော်တို့ဗရိတ်ဒီခွန်ဗရိတ်ရဲ့တစ်ဗရိတ်ရဲ့ဒီအားတာပါပေါ့နော်ခွန်ဗရိတ်တစ်ဗရိတ်ဒီလာမယ်16ရက်ဒီ9လ2016 9ချိန်မြောက်မှာဗရိတ်ခွန်နဲ့တစ်ကတော့အားတာမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီဒီကိုကျွန်တော်တို့နောက်မှညှိပြီးမှာနော်ကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်ညှိထားတဲ့ကဏ္ဍမရှိတယ် site တွေကုန်ပြီဆိုမှပဲကျွန်တော်နောက်ဒါတွေညှိပြီးတော့တစ်ခုချင်းစီညှိပြီးတော့ကဏ္ဍလေးတွေထုတ်ပေးပါအောင်မယ်ပေါ့နော်နော်ပေဗရိတ်ကဒီနေ့3လို့ရနေတယ်ပေါ့နော်ဒါကျွန်တော်ပြပြရှိပြပါလေနောက်ဗီဒီယိုမှာဘယ်ဟာရင်တင်ပေးစီရှင်လဲဆိုတာကျွန်တော်ကို comment မှာရေးပေးလို့ရပါတယ်နော်ဟုတ်ကဲ့အားလုံးပဲထောက်ကူကြပါစေ channel တက်ရေး like share တွေလုပ်ပေးသွားကြအောင်နော်အားလုံးထောက်ကူကြပါစေနော်ပေဗရိတ်4နှစ်3နော်